မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေများအားလုံးအတွက်ခန္ဓာကိုယ်ကျန်းမာခြင်းဆိုင်ရာအားကိုယ်ကာယလေ့ကျင့်တဲ့အတွက်ပဲဖြစ်ဖြစ်အလှပဆိုင်ရာလိုအပ်ချက်တွေပဲဖြစ်ဖြစ်အစီကင်းပြီးကြည်လည်လှပတဲ့ခန္ဓာကိုယ်တည်ဆောက်လို့ဒီပဲဖြစ်ဖြစ်ဝိတ်ချလို့ဒီပဲဖြစ်ဖြစ်ဝိတ်တင်လို့ဒီပဲဖြစ်ဖြစ်ကျွန်တော်တို့ဆွမြတ်ခြင်းတတိမှာလာရောက်ကစားဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာလိပ်စာကတော့အမှတ်454ကုမနာလန်16ရပ်ကွက်အပိုင်း3သင်္ကန်းကျွန်းမြို့နယ်ရန်ကုန်မြို့ပါခင်ဗျာဆက်တက်ရန်ဖုန်းနံပါတ်ကတော့399254 139ဂျင်မှာရှိတဲ့ဆက်ပစ္စည်းများအားလုံးကတော့နိုင်ငံခြားဆက်ပစ္စည်းများကိုသာသုံးစွဲထားခြင်းဖြစ်ပါသည်ညီညီတက်ပထမတက်နဲ့နှစ်ထပ်ကိုကြဲကြဲဝန်းဝန်းလာရောက်ကစားဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်ဒါတော့မြင်ညီတက်ဖြစ်ပါတယ်ခင်ဗျာမြင်ညီတက်ပါတော့စပိုင်းဆိုင်ရာအားလုံးတို့ကိုမြင်ညီတက်မှာခင်းရင်းထားပါတယ်ခင်ဗျာအရှင်တက်ရ၍လာပါကြံဝန်တော့ဆွမြတ်ခြင်းတပီးမှာလာရောက်ကစားဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးများတင်ပါတယ်